မင်္ဂလာပါမနော်ရဲ့ Willing Education Consultancy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနော်ကထိုင်းမှာကျောင်းသွားတက်ဖို့စဉ်းစားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော်အနည်းဆက်ဆုံး intake scholarship ပြီးရခါကျတော့ကျောင်းလာခါတွေဘယ်လိုရှိလဲဘယ်နှစ်တက်ရောက်ကလဲဘယ် major တွေက popular ဖြစ်လဲဆိုတာလေးတွေကိုဒီဗီဒီယိုထဲမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အနည်းဆက်ဆုံးတက်ရောက်လို့ရမယ်ကျောင်းကတော့ Global Academy at Science University ပါဒီမှာဆိုလို့ရှိရင်နော် business နဲ့ IT major တွေကို2 degree တက်ရောက်လို့ရမှာပဲဖြစ်ပါတယ် Australia La Trobe University ကပေးတဲ့ဘွဲ့ကိုရမယ် Victoria University Canada ကပေးတဲ့ဘွဲ့ကိုရမှာဖြစ်ပါတယ်အနည်းဆုံး intake ကတော့ September intake ရှိပြီးတော့ကျောင်းလာခအနေနဲ့ကတော့၄နှစ်စာကိုဘတ်8သိန်းဝန်းကျင်ကျသင့်မှာဖြစ်ပါတယ် scholarship အနေနဲ့တော့ဘတ်2သိန်းဝန်းကျင် early bird ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစောဆုံးလျှောက်ထားဖို့လိုမှာပဲဖြစ်ပါတယ် fashion design graphic design design ပိုင်းနဲ့ပတ်သက်တဲ့ major တွေကိုတက်ရောက်ချင်တဲ့ကျောင်းသားကျောင်းသူတွေအတွက်ကတော့ Raffles College ရှိပါတယ် Raffles College ကတော့အနည်းဆက်ဆုံး intake အောက်တိုဘာမှာဖွင့်လှစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုအချိန်ကနေစတင်ပြီးတော့ရှောက်ထားလို့ရပါတယ် IGCSE GED matriculation grade 12ပြီးထားတဲ့ကျောင်းသားတွေရှောက်ထားလို့ရတယ် duration အနေနဲ့ကတော့3နှစ်တက်ရောက်ရမှာဖြစ်ပါတယ် scholarship ကတော့ overall အတွက်ကိုပေါ့နော် 10% ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ portfolio တေချာပြင်ဆင်ပြီးတော့ scholarship ဝင်လျှောက်လို့ရပါတယ်ကျောင်းလာခအနေနဲ့ကတော့ဘတ်6သိန်း9,000ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်နောက်ထပ်ကျောင်းတစ်ခုကတော့ Stanford International University ဖြစ်ပါတယ် Stanford ကတော့နိုဝင်ဘာ intake မှာတက်ရောက်ရမှာဖြစ်ပြီးတော့ဒီကြာချိန်ကတော့3နှစ်ခွဲကြာမှာဖြစ်ပါတယ် major အနေနဲ့ကတော့ Stanford မှာ hospitality IT business ဒီ major တွေက popular ဖြစ်ပါတယ်ကျောင်းလာခအနေနဲ့ကတော့ဘတ်6သိန်းခွဲဝန်းကျင်ကျသင့်မှာဖြစ်တဲ့ early bird discount ဘတ်1000ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘတ်1000ရရှိဖို့အတွက်ပေါ့နော်မြန်မြန်လေးလျှောက်ထားဖို့လိုပါမယ်ဒီနှစ်ထဲမှာပေါ့နော်တက်ရောက်လို့ရမယ့်ကျောင်းတွေကတော့အခုနပြပေးခဲ့တဲ့ဒီကျောင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့2027 January မှာအစောဆုံးတက်ရောက်ခြင်းတဲ့ကျောင်းသားကျောင်းသူတွေ August မှာ IGCSE result ထွက်မယ်နိုဝင်ဘာမှာ GED ဖြည့်ပြီးမယ်ဒီလိုမျိုးကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်တော့ January intake ကအသင့်တော်ဆုံးဖြစ်ပါတယ်အဲ့တော့ January intake မှာဆိုလို့ရှိရင်တော့ကျောင်းသားကျောင်းသူတွေအနေနဲ့ Bangkok University ရွေးချယ်လို့ရမယ် rank 6 UTCC ဒုစစ်ဌာနီဒီ college တွေကိုရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်January intake မှာ Bangkok University ကိုတက်ရောက်ဖို့စိတ်ကူးထားတယ်ဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့ English test မဖြေထားဘူးEnglish requirement မပြင်ဆင်ထားဘူးဆိုလို့ရှိရင်တော့ Bangkok University ရဲ့ PEC class ကိုစတင်ပြီးတော့တက်ရောက်နိုင်ပါပြီအခုချိန်ကနေစပြီးတော့ admission တွေဖွင့်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက English စာကိုပေါ့နော်တီးသက်မပြင်ဆင်ခြင်းဘူးဆိုလို့ရှိရင်တော့ Bangkok University ရဲ့ PEC class ကိုစတင်လျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်အဲ့ Bangkok University ကကျောင်းတက်ရောက်ချိန်ကာလ၄နှစ်တက်ရောက်ရမှာဖြစ်ပြီးတော့ကျောင်းလာခအနေနဲ့ကတော့ဘတ်6သိန်း9,000ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ် business နဲ့ပတ်သက်တဲ့ major တွေ accounting finance hospitality ဒီ major တွေကို specialize တက်ရောက်ချင်တဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်တော့ UTCC University က January intake အတွက်ကျောင်းစတင်လက်ခံနေပြီဖြစ်ပါတယ်ကျောင်းလာခအနေနဲ့ကတော့ဘတ်6သိန်း9,000ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်ပြီးတဲ့အခါကျတော့January intake ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသားကျောင်းသူတွေအနေနဲ့အင်္ဂလိပ်စာတက်ကိုလည်းတေချာပြင်ဆင်နိုင်တယ်လို့ပေါ့နော်ကျောင်းရဲ့ English test ကိုလည်းဝင်ရောက်ပြီးတော့ဖြေဆိုနိုင်ပါတယ်ဒုစစ်ဌာနီမှာတက်ရောက်လို့ရကျောင်းသားကျောင်းသူတွေအတွက်ကတော့ January intake ရှိပါတယ်။ကျောင်းလာခအနေနဲ့ကတော့ဘတ်6သိန်း9,000ဝန်းကျင်ရှိပြီးတော့၄နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။ဒုစစ်ဌာနီ college ကကြတော့ hospitality hotel and tourism ဒီ major တွေကိုအဓိကသင်ကြားပေးတဲ့ university college ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ major ကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုရင်တော့တင့်တော်တဲ့ကျောင်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ rank 6 university ပဲဖြစ်ပါတယ် rank 6 university ကတော့အကောင်းဆုံးနဲ့ပေါ့နော် scholarship အများဆုံးပေးထားတဲ့ကျောင်းတစ်ခုလည်းပြောလို့ရတယ်ပေါ့နော် early bird scholarship ကို 50% အထိပေးအပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက scholarship နဲ့အတူ private university မှာကျောင်းတက်ရောက်ချင်တယ်ဆိုရင်တော့ rank 6 university ကိုလျှောက်ထားလို့ရပါတယ်ကျောင်းလာခအနေနဲ့ကတော့ဘတ်9သိန်းကနေပြီးတော့9သိန်းဝန်းကျင်ရှိတဲ့ major alike သတ်မှတ်ထားတာဖြစ်ပါတယ်အဲ့တော့ကိုက rank 6 university မှာတက်မယ် scholarship လည်းလျှောက်ထားချင်တယ်ဆိုရင်တော့ကိုဘက်ကနေပြီးတော့ကိုရဲ့အထက်တန်းအောင်လက်မှတ် English စာ test တွေပြင်ဆင်ပြီးတော့ willing နဲ့အတူလျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကိုက GED ပြီးဆုံးထားတယ် matriculation ပြီးထားတယ် grade 12 result တွေအောင်ထားတယ်
အနည်းဆက်ဆုံး visa အတွက်စိတ်မပူရဘဲနဲ့ကျောင်းလာတက်တာနဲ့အပြင် scholarship တွေနဲ့ကျောင်းတက်ရောက်ချင်တဲ့ကျောင်းသားကျောင်းသူတွေအတွက်ထိုင်းနိုင်ငံမှာရှိတဲ့ university တွေရဲ့ intake တွေကိုဒီ video လေးထဲမှာပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာကျောင်းတက်ရောက်ချင်တဲ့ major တွေဘယ်လိုရွေးချယ်ရမလဲကျောင်းဘယ်လိုရှောက်ရမလဲ scholarship တွေဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုအသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ Willing Education Consultancy ကိုဆက်သွယ်ပြီးတော့လေ consultation ရယူပြီးကျောင်းလျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်ရှင်